မင်္ဂလာပါရှင်နေကောင်းကြရလားကျွန်မကပြပါပါဒီနေ့ April 9 ရက်နေ့အတွက်လူမှုပေါင်းကျွန်မဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Podcast အစီအစဉ်ရောက်ရှိလို့လာပါပြီကျွန်မတို့ရဲ့အစီအစဉ်လေးကိုမြင့်တက်ဆိုရင်သတင်းထူတွေကိုလက်မလို့ရအောင်အခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းပါစီရှင်ဒီနေ့ညနားဆင်ကြရမယ့်သတင်းတွေကတော့ရန်ကုန်ကအထက်ကျောက်စက်ရုံမှာ3,000ကျော်တမတိုက်ခံရအလုသမား800ကျော်လစာမရသေးတဲ့တဲ့နိုင်ငံခြားငွေပြန်မတွင်းတဲ့ကုမ္ပဏီ300နီးပါးနာမည်ပြစရင်တွင်းခံရတထေးကြီးဥတေစာတို့တားမိလဲပါဝင်တဲ့တဲ့မြိုင်မြို့နယ်ကရေနမော်ကိုလေနဲ့ပုံကျဲလို့ PDF 6ဦးတေဆုံးတဲ့တဲ့နဲ့အီရန်မှာပစ်ချခံရတဲ့လေယာဉ်ပေါ်ကအမေရိကန်အရာရှိကိုပြန်ကယ်နိုင်ပြီလို့ Trump ပြောတဲ့သတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ရှင်ရန်ကုန်မြို့တကုံစိတ်ကမ်းမြို့နယ်ကအာရှနဂောင်အထက်ချက်ဆက်ရုံမှာမနေ့ကနေ့ခင်းကြောင်တောင်ကြီးတနက်နဲ့ဓမြတိုက်ခံရမှုဖြစ်သွားခဲ့ပါတယ်။ဆိုင်ကယ်စီးလာတဲ့ပျောက်ကျော်ဝတ်စုံဝတ်လူနှစ်ဦးဟာစက်ရုံနောက်ဖုံးကနေအတင်းဝင်လာပြီးလုံခြုံရေးကိုတနက်နဲ့ချိန်ရုံးခန်းတွေကငွေကင်စီရေးမစီကပတ်စံတွေအကုန်ယူသွားတာပါအဲ့ဒီပတ်စံတွေဟာအလုသမား800ကျော်အတွက်တစ်လလုံးပင်ပင်ပန်းပန်းလောက်ထားတဲ့လစာငွေတွေဖြစ်ပြီးစုပေါင်း3,000ကျော်တောင်ရှိပါတယ်တပြားတွေကပတ်စံတွေယူပြီးတော့ရုံးခန်းတွေကအမျိုးသမီးဝန်ထမ်းတွေကိုအခန်းထဲပိတ်လောင်ထားခဲ့ပြီးစံငယ်နဲ့မောင်းပြေးသွားကြပါတယ်ဒီဖြစ်ရကြောင်းဒီနေ့လစာရမယ့်အလုသမား800ကျော်ဟာလစာမရတော့ပဲစိတ်မကောင်းစရာဖြစ်နေရပါတယ်စက်ရုံဘက်ကတော့လာမယ့်တနင်္လာနေ့ဒါမှမဟုတ်အဆင်ပြေမဲ့ရက်မှာပဲလစာပြန်ပေးနိုင်မယ်လို့ပြောထားပါတယ်။အခုတော့စစ်ကော်မရှင်ဘက်ကစက်ရုံကအမျိုးသားအလုပ်သမားတချို့နဲ့တာဝန်ရှိသူတွေကိုခေါ်ယူစစ်ဆေးနေပါတယ်။ရန်ကုန်လိုမြို့ကြီးမှာအခုလိုနိခင်ကြီးတနက်နဲ့ဓမြတိုက်ခံရတာဟာမြို့ထဲမှာလုံခြုံရေးဘယ်လောက်ထိဆိုးရနေပြီလဲဆိုတာကိုပြသနေတယ်လို့မြို့ခံတွေကပြောနေကြပါတယ်။ပုတ်ကုံကနေရတဲ့နိုင်ငံခြားငွေတွေကိုဘဏ်ထဲပြန်မတွင်းလို့ဆိုပြီးကုမ္ပဏီပေါင်း300နီးပါးကိုစစ်ကော်မရှင်ရဲ့ဗဟိုဘဏ်ကနာမည်ပြစင်းတွင်းလိုက်ပါတယ်။အဲ့ဒါလိုနာမည်ပြစင်းတွင်းခံရတဲ့အထဲမှာမြန်မာနိုင်ငံရဲ့နာမည်ကြီးတထေးကြီးဦးတေစာပိုင်တဲ့ထူးအုပ်စုထဲကကုမ္ပဏီတစ်ခုလည်းပါဝင်နေတာပါ။မနေ့ကနဲ့ဒီနေ့ထုတ်သတင်းစာတွေမှာကုမ္ပဏီပေါင်း289ခုရဲ့နာမည်တွေနဲ့ဒရိုက်တာဖွဲ့ဝင်တွေရဲ့နာမည်တွေကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီစင်းထဲမှာတထေးကြီးဦးတေစာနဲ့သူ့ရဲ့တားဖြစ်သူဦးပြည့်ဖြူတေစာတို့ရဲ့နာမည်တွေကိုပါတွေ့ရတာပါဗဟိုဘဏ်ကတော့2021ခုနှစ်ကနေ2025ခုနှစ်မတ်လကုန်အထိ၄နှစ်ကျော်အတွင်းမှာပြည်ပကိုပစ္စည်းတွေပို့ပြီးရလာတဲ့ပတ်စံတွေကိုဘဏ်ထဲပြန်မတွင်းကြလို့အခုလိုအရေးယူတာလို့ဆိုပါတယ်ပုံမှန်ဆိုရင်အာရှနိုင်ငံတွေကိုပစ္စည်းပို့ရင်ရက်ပေါင်း30အတွင်းတခြားနိုင်ငံတွေကိုပို့ရင်ရက်ပေါင်း60အတွင်းမြန်မာနိုင်ငံကဗန်စင်းထဲကိုနိုင်ငံခြားငွေပြန်ထည့်ပေးရမယ်ဆိုတဲ့စီကံတွေရှိပါတယ်။အခုနာမည်ပြစင်းအတွင်းခံရတဲ့ကုမ္ပဏီတွေဟာအဲ့ဒီစီကံကိုမလိုက်နာကြတာကြောင့်ကုမ္ပဏီကိုရောဒရိုက်တာတွေကိုပါနာမည်ပြစင်းတွင်လိုက်တာဖြစ်တယ်လို့သူတို့ရဲ့တွင်းကုန်ထုတ်ကုန်လုပ်ငန်းလိုင်စင်တွေကိုလည်းပိတ်သိမ်းလိုက်ပြီလို့သိရပါတယ်။အခုလိုနာမည်ပြစင်းအတွင်းခံရတဲ့အတွက်ကုမ္ပဏီတွေအနေနဲ့လုပ်ငန်းတွေပြန်လည်လုပ်နိုင်ဖို့အခက်အခဲတွေအများကြီးရှိသွားနိုင်ပါတယ်။နာမည်ပြစင်းရဲ့အတွင်းခံရတဲ့ကုမ္ပဏီအများစုဟာဆက်လုပ်ရင်းနဲ့လက်စုပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီတွေဖြစ်ကြပါတယ်။ဆက်လက်ပြီးနားဆင်ရမယ့်တဲ့ကတော့မကွေးတိုင်းညိုင်မြို့နယ်ကဖလန်ကိုင်းရေနံမော်ဒေသမှာမနေ့က April 4 ရက်နေ့ညနေပိုင်းမှာစစ်ကော်မရှင်တပ်ကလေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဂျက်တိုက်လေယာဉ်5စီးနဲ့17ကြိမ်ထက်မနည်းဘုံတွေကျဲရော့ကတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင်6ဦးတေဆုံးပြီး10ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုဟာမိနစ်30လောက်ကြာအောင်တစည်းပြီးတစည်းပြန်ဝဲပြီးပစ်ခတ်သွားတာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။အဲ့ဒီရေနံမော်ဒေတာကိုပြီးခဲ့တဲ့မတ်လကုန်ပိုင်းကစပြီး PDF တပ်ဖွဲ့ဝင်တွေအများအပြားရောက်ရှိနေရယူထားတာဖြစ်ပြီးအခုလိုလေးချောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်ခံလိုက်ရတာပါ။လက်ရှိမြိုင်မြို့နယ်ထဲမှာစစ်ကော်မရှင်ဘက်ကတပ်ဆွဲထားတဲ့စခန်း3ခုပဲကျန်တော့ပြီးကျန်တဲ့နယ်မြေရဲစခန်းတွေနဲ့ရေနံမြေစခန်းတွေကိုတော့တော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။
အီရန်နိုင်ငံထဲမှာပြစ်ချခံလိုက်ရတဲ့အမေရိကန်တိုက်လေယာဉ်ပေါ်ကအရာရှိတဦးကိုအမေရိကန်စစ်တပ်ကတနင်္ဂနွေနေ့မနက်အစောပိုင်းမှာအောင်မြင်စွာပြန်ကယ်ထုတ်နိုင်ခဲ့ပြီလို့သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့တုန်းကအမေရိကန်ရဲ့ F-15 တိုက်လေယာဉ်တစ်စီးဟာအီရန်နိုင်ငံအနောက်ပိုင်းမှာပစ်ချခံခဲ့ရတာပါ။ဒီလေယာဉ်ပေါ်မှာလူ2ယောက်ပါပြီးလေယာဉ်မှုကိုတော့ပစ်ချခံရပြီးမချခင်မှာပဲကယ်နိုင်ခဲ့ပေမဲ့လက်နက်ပိုင်းဆိုင်ရာတာဝန်ယူရတဲ့ဗိုလ်မှူးကြီးတစ်ယောက်ကတော့ရန်တုနယ်မြေထဲမှာတရက်ကြော်ကြာအောင်ပုံနေခဲ့ရတာပါ။သူကိုပြန်ခဲ့ဖို့အတွက်အမေရိကန်စစ်တပ်ကကမ္ဘာအပြင်းထန်ဆုံးလက်နက်တွေတပ်ထားတဲ့စစ်လေယာဉ်ဒါဇင်ပေါင်းများစွာကိုဈေးလွတ်ခဲ့ရပြီးဒါဟာတမိုင်းမှာအလွန်ရဲရဲစွန့်စားရတဲ့ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့တာပါ။ဒီကယ်ဆယ်ရေးမှာပါဝင်တဲ့လေယာဉ်တချို့ဆိုရင်အီရန်ဘက်ကပစ်ခတ်တာကိုခံခဲ့ရပြီးအေတန်အမျိုးသားလေယာဉ်တစ်စီးဆိုရင်ပျက်စီးသွားလို့လေယာဉ်မှုကကိုဝစ်နိုင်ငံသားရောက်မှလေယာဉ်ပေါ်ကခုန်ထွက်ခဲ့ရပါတယ်။အခုတော့ပုံအောင်နေခဲ့ရတဲ့ဗိုလ်မှူးကြီးကိုဘေကင်းကင်းနဲ့ပြန်ကယ်နိုင်ခဲ့ပြီဖြစ်ပြီးသူဟာဒဏ်ရာနှဲငယ်ရခဲ့ပေမဲ့စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။အခုလိုအမေရိကန်တိုက်လေယာဉ်တွေပစ်ချခံရတာဟာ2003ခုနှစ်အီရတ်စစ်ပွဲနောက်ပိုင်းနှစ်ပေါင်း20ကျော်အတွင်းမှာပထမဆုံးကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။တင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက် Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါအောင်ရှင်